နှိမ်ချတတ်တဲ့အပြုမှုကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုခံနေရတဲ့အောင်ရဲလင်းပရိသတ်များလုံးမဲ့မင်္ဂလာပါBamis Daily News ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကလူကြိုက်အများဆုံးမင်းသားထဲမှာအောင်ရဲလင်းကလည်းထိတ်ဆုံးကပါဝင်ပြီးအောင်မြင်မှုကိုနှစ်ပေါင်း20ကျော်ထိန်းသိမ်းထားပါတယ်နာမည်ကြီးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးအနေတည်တတ်တာကြောင့်အောင်ရဲလင်းကိုမာမနာကြည့်ပြီးဟိတ်ဟန်နေပဲနေတတ်မယ်လို့ထင်ကြတာပါဒါပေမဲ့လည်းအောင်ရဲလင်းကအနေအေးယုံသာရှိပြီးခွဲခြားဆက်ဆံတတ်တဲ့စိတ်ထားလည်းမရှိတဲ့အပြင်နှိမ်ချတတ်တဲ့အပြုမှုကြောင့်ပဲပရိသတ်တွေရဲ့အပိမှုကိုရရှိနေတာပါနာမည်ကြီးမင်းသားတချို့ကကင်မရာနောက်ွယ်မှာတမျိုးဆက်ဆံတတ်ပြီးကင်မရာရှေ့မှာတော့ပြောင်းလဲသွားတတ်တာကိုပရိသတ်တွေကကြုံပူးကြရရှင်ဒါပေမဲ့အောင်ရဲလင်းကတော့ဒီလိုစိတ်ထားမျိုးမရှိပဲကထိန်ပွဲမှာလည်းပရိသတ်တွေနဲ့အတူတချင်းတွေလည်းတူတူသီးဆိုပေးခဲ့တာပါအောင်ရဲလင်းကဒီအပိုင်းအတွင်းမှာတော့မန္တလေးကကထိန်အလှပွဲကိုရောက်သွားခဲ့ပြီးပရိသတ်တွေကိုတချင်းဆိုပြခဲ့ပါတယ်အောင်ရဲလင်းကအဆိုတော်ရီလိုအတန်မကောင်းမြင်မဲ့လေအန်တီကြီးတွေကတော့ငွေအထုတ်လိုက်ကြီးတွေကိုအင်ဂျီတွေထိထည့်ပေးကြတဲ့အထိအားပေးကြတာပါတပွဲထဲနဲ့30တောင်ရသွားလို့အောင်ရဲလင်းကလည်းအယံဝမ်းသာနေပါတယ်ငွေအထုတ်လိုက်ကြီးတွေစုချတဲ့အထိအောင်ရဲလင်းကိုချစ်ခင်ကြသူတွေများပြီးစင်ရောက်ကပရိသတ်တွေကအောင်ရဲလင်းကိုအနီးကပ်ကြည့်ရမယ်လို့လည်းမထင်ထားကြပါဘူးအောင်ရဲလင်းကဇက်ကားတွေကိုလည်းရွေးချယ်ပြီးတော့မှလက်ခံတတ်တဲ့အပြင်တော်ရုံပွဲအခမ်းအနားတွေကိုတော့လက်ခံလေးမရှိတာပါသူ့လိုနာမည်ကြီးမင်းသားတယောက်ရဲ့ပွဲတက်ခအနုပညာကြီးကများပြားပေမဲ့လည်းကထိန်ပွဲကိုတော့အောင်ရဲလင်းကလာရောက်ဖျော်ဖြေပေးတာကိုအံ့ဩနေကြတာပါအောင်ရဲလင်းနဲ့အတူညီထွတ်ခေါင်ရဲလေးမတို့လည်းပါဝင်ပြီးတီဆိုပေးကြပေမဲ့အောင်ရဲလင်းကသူတို့ကိုပြစ်ပယ်မထားပါဘူးအခြားသူတွေတချင်းဆိုနေတဲ့အချိန်မှလည်းစိတ်အောက်မှာထိုင်ပြီးတော့အားပေးခဲ့ပါသေးတယ်သူ့ရဲ့အပြုံးတွေကမာနတွေကင်းစင်လို့အပြုံးပိုင်ရှင်လေးဆိုတဲ့နာမည်ကိုပါပေးထားကြသေးတာပါတချို့မင်းသားတွေဝေဖန်ခံနေရတဲ့အချိန်မှာအောင်ရဲလင်းကတော့ပရိသတ်တွေကြားထဲမှာထိုင်နေတဲ့အထိမမနာကင်းမဲ့တဲ့သူပါနာမည်ကြီးမင်းသားဖြစ်လို့လူအများကြားထဲကိုမသွားဘူးဆိုတာမျိုးလည်းမရှိပဲလွတ်လပ်ပေါ့ပါတဲ့ဟန်ပန်တွေကြောင့်ပဲသူ့ကိုချစ်ခင်သွားကြပါတယ်ဒါကြောင့်လည်းအောင်ရဲလင်းကိုအလူပွဲတွေမှာဖိတ်ချင်နေကြတာရှင်အောင်ရဲလင်းကတော့ရုပ်ရှင်တွေရိုက်ကူးတာနဲပေမဲ့လည်းတကားဆိုရင်တကားထိမိအောင်တရုပ်ဆောင်တတ်တဲ့သူပါအောင်ရဲလင်းကအခုမှသာကထိန်ပွဲတွေမှာတချင်းဆိုတာမဟုတ်ပဲအရင်ကလည်းဖျော်ဖြေပေးတတ်တဲ့သူပါရှင်အဆောင်မှုတွေကိုမကြိုက်ပဲတဘာဝအရှိတရားကိုပဲသဘောကျလို့နားမှုလေးရဲ့အိမ်အထိလည်းထမင်းသွားစားခဲ့ပါသေးတယ်အောင်ရဲလင်းကနားမှုလေးတို့ရဲ့အိမ်မှာထမင်းစားတော့ကလည်းနမဲကြီးမင်းသားတယောက်လိုပကာသနာတွေမရှိပဲလက်နဲ့သာအားရပါရထမင်းသွားစားခဲ့ပါတယ်အောင်ရဲလင်းကအသက်ကြီးလာတဲ့အခါမှာလည်းတောရွာလေးမှာပဲနေခြင်းနဲ့စိတ်ကိုရှိကပကာသနာတွေမရှိတာကြောင့်လည်းသူ့ကိုချစ်ခင်ကြတာပါအရင်ကအောင်ရဲလင်းကိုသဘောမကျတဲ့သူတွေတောင်အောင်ရဲလင်းမှအောင်ရဲလင်းဖြစ်နေကြပါပြီရှင်တရုပ်ဆောင်လည်းကောင်းတယ်လို့စိတ်သဘောထားလည်းပြေဝလို့သူ့ကိုအကယ်ဒမီတွေရစီခြင်းနေကြတာပါဒီလိုလူချစ်လူခင်ပေါ်များတဲ့အောင်ရဲလင်းကိုပရိသတ်တွေကလက်မထက်စေခြင်းတည်ပဲဒီအတိုင်းလေးပဲဆက်နေစေခြင်းပါတည်တယ်အောင်မြင်မှုကိုနှစ်ပေါင်း20ကျော်ထိန်းသိမ်းထားတဲ့လှုပ်ဝက်ချက်ထဲမှာကိုနှိမ်ချတတ်တဲ့စိတ်ထားလေးလည်းပါဝင်တာကိုတော့ပရိသတ်တွေကတကယ်လက်ခံသွားကြပါတယ်နမဲကြီးမင်းသားဖြစ်ပေမဲ့နှိမ်ချတတ်တဲ့စိတ်ထားရှိပြီးမခွဲခြားတတ်တဲ့အောင်ရဲလင်းကိုပရိသတ်တို့ရောသဘောကျရလားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ